မလွယ်ဘူးမေကျွန်တော်ကောင်တွေကတုံးတိုက်တိုက်ကြားကိုက်ဆူဝေးမယ်အိမ်ဆိုတဲ့အတန်ကြားရင်မျက်ရည်တွေကဝေးတက်လာကြတာတအိမ်လုံးဘယ်သူနဲ့မှမတည့်ဘူးဆိုတဲ့ကောင်တွေပဲမိုင်းခွင်းထဲမှာခလုတ်တိုက်မိတိုင်းအမေလို့ထရောင်တက်ကြတာမလွယ်ဘူးမေအိမ်မှာဟင်းမကောင်းရင်မစားတဲ့ကောင်တွေကငင်းမရတဲ့ဟင်းကိုပလုတ်ပလောင်စားအစားဟာရှင်သန်မှုအတွက်ပဲလို့သိလာကြတာမိုးအေးရင်အပြင်းကြီးတဲ့ကောင်တွေကမလုံတဲ့မိုးကအောက်မှာအတူတူထိုင်လို့ရန်သူအရေးကိုစောင့်ကြည့်နေကြရတာမလွယ်ဘူးမေပူကနေဖြစ်သွားတဲ့ရင်ဘက်ကဒဏ်ရာအမေဆူတာမဟုတ်ပဲရန်သူကြည်စံဆိုတော့ဒါအိမ်ပြန်လာနိုင်ဖို့ကတကယ်မလွယ်တော့ဘူးမေမလွယ်ဘူးမေဒါခန္ဓာကိုမြေချတဲ့နေရာပေးတဲ့အမိတ်နဲ့အာဇာနီအမေသာသူချစ်တဲ့တပ်ဖွဲ့နဲ့မဆိုင်တော့မှန်းသိရတော့တယောက်တည်းဟိုးဝေးကြီးကိုလွင်ချမ်းခဲ့တဲ့ကောင်တွေကလည်းမျက်ရည်တွေရွှဲလို့မလွယ်ဘူးမေတကယ်မလွယ်ဘူး